ကျော်ကြီးရဲ့တိုးတက်မှုလေးတွေထောက်ပြပါအောင်တဲ့ကျော်ကြီးကတစားသူတိုးတက်လာမှာပဲကျွန်တော်တို့အချိန်ပေးရမယ်နောက်တစ်ခုရှိတာကျော်ကြီးကအသက်အရင်မကြည့်သေးဘူးညီကိုတို့ကျွန်တော်တို့ကကျော်ကြီးဆိုတဲ့နာမည်ကြောင်းပေါ့နော်ပြောမှဆိုပြသူ့ရဲ့အသက်ထက်သူ့ရဲ့ကြော်ကြားမှုသူ့ရဲ့နာမည်ကပိုကြီးတယ်လို့ကျွန်တော်ခံစားရတယ်အမေရိကန်ဆိုကျော်ကြီးက24 25ဝန်းကျင်ပဲရှိသေးတယ်ဗျသူအများကြီးကြံသေးတယ်အဲငွေထဲမှာတိတ်မတိမ်မရင်ကျော်ကြီးကသိလားအဲ့လိုမျိုးပြောရင်ညီကိုတို့တတိထားမိပါမလားတော့မသိဘူးအဲငွေနဲ့ကျော်ကြီးနဲ့တိတ်မတိမ်မရင်ဗျအသက်အရွယ်ဟုတ်တယ်ရိုးရလက်ဝဲမှာသူအသားတင်နေတဲ့အပိုင်းလေးတွေတော့ရှိတယ်ငွေထိုင်းပြောင်းပြီးတော့ထိုးတဲ့အခါမှာကျော်ကြီးအနေနဲ့ကအခက်အခဲလေးတွေတော့သူရင်ဆိုင်ရတာပေါ့အဲ့တော့ပုံမှန်လဲစူးစမ်းအားထုတ်မှုရှိတဲ့ fighter လေးဖြစ်တယ်ခံယူချက်လေးကလည်းကောင်းတယ်ဆိုတော့တစ်နှစ်ထက်တစ်နှစ်တော့တိုးတက်လာမှာပဲเนาะဟိုတပွဲထက်တပွဲဆိုတာထက်မနှစ်ကဒီကျော်ကြီး FedEx ကိုဆောက်ရောက်တဲ့အချိန်ကထိုးခဲ့တဲ့ performance ဒါမှမဟုတ်လဲမနှစ်ကရိုးရလက်ဝဲမှာထိုးခဲ့တဲ့ performance နဲ့ဒီအခုပြီးခဲ့တဲ့နောက်ဆုံးပွဲပေါ့ဆလာဒန်နဲ့ပွဲမှာထိုးခဲ့တဲ့ performance တက်ပေါက်ပိုင်းကိုပဲကျွန်တော်တို့ရှင်ကြည့်မယ်ဆိုရင်ကျော်ကြီးကအများကြီးတိုးတက်လာတယ်ခြေကန်ချက်တွေ hack kit တွေသူကောင်းကောင်းသုံးနိုင်တယ်ဆလာဒန်နဲ့ပွဲမှာဆိုသူ hack kit ဘယ်ညာတစ်ခုလုံးသူကောင်းတယ်လုံးဝဟို hack kit သုံးတာအောင်မှာ playing ကန်တာမဟုတ်ဘဲနဲ့ပွဲရဲ့အခြေအနေတွေချိန်သားကိုက်သူသုံးတာတစ်ဖက်ရဲ့အဝင်ကိုဆောင်းဆောင်ပြီးကန်တာတွေကောင်းတယ်ပြီးရင် combo တွဲတာတွေ1 2ပြီးတော့လို့ရှိရင် hack kit အဲ့လိုမျိုးတွဲတာမဟုတ်လို့ချင်း jam နဲ့ hack kit အဲ့လိုတွဲတာတွေသူတော်တော်လေးကောင်းတယ်ဒါတွေတိုးတက်လာတယ်ကျွန်တော်ထင်တယ်ပြီးတော့ဒူးပိုင်းတွေသူကောင်းလာတယ်လက်သီးပိုင်းကတော့အရင်တည်းကကောင်းပြီးသားပဲဟိုထူးခြားပြီးတော့အရင်ထူးချွန်သွားတာမျိုးလေးတွေတော့ကျွန်တော်တိတ်တော့မတွေ့ရဘူးဒါပေမဲ့ပို့ပြီးတော့လက်သီးပြည့်စုံလာတယ်လို့ကျွန်တော်ထင်တယ်အရင်တော့ဆိုလို့ရှိရင်1-2 body shot အဲ့လောက်ပဲရှိရကနေပြီးတော့သူလက်သီးအစုံသုံးနိုင်တဲ့အပိုင်းလေးတွေတော့ရှိတာပေါ့နော် upper cut တွေပါလေသူသုံးနိုင်လာတာမျိုးလေးတွေတော့ရှိတယ်တောင်ပိုင်းတွေကတော့အထူးသဖြင့်တောင်ပိုင်းတွေကတော့သူအများကြီးပို့ပြီးသုံးလာနိုင်တယ်ဒါပေမဲ့တောင်ရိုက်ချက်ဒီ miss နဲ့ပိုင်းလေးတွေတော့လိုအပ်ချက်လေးတွေတော့ရှိတာတော့အမှန်ပဲဒါပေမဲ့လည်းကျော်ကြီးအခုမှမွေထိုင်းလေ့ကျင့်တာတစ်နှစ်ပဲရှိသေးတယ်တစ်နှစ်မှာဒီလောက်ထိလောက်လာနိုင်တယ်အဲ့တော့နောက်ပိုင်းမှာသူဖြည်းဖြည်းချင်းနဲ့သူတစားပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ကျော်ကြီးကဗန်ပွဲထိုးပြီးမှချန်ပီယံစင်ကုန်ကွင်းဆိုတာအဝေးလိုသေးတဲ့ညီကိုဒီစာချုပ်ရဖို့အတွက်သူအရင်စူးစမ်းအောင်မယ်နော်စာချုပ်ရဖို့အတွက်သူအရင်စူးစမ်းအောင်မယ်ကျော်ကြီးဒါအထာကျစိတ်အေးလေးထိုးနိုင်စင်ပြေတယ်ဗျာကျော်ကြီးခေါင်းမသုံးဘူးတဲ့ဒါကကြတော့ဗျာကျွန်တော်တို့က fighter ကိုလည်းအပြစ်ပြောလို့တော့မရအောင်မြန်မာနိုင်ငံမှာအသားအသေးနေတာကြောင့်လည်းပါတာပေါ့နော်ကျွန်တော်ရိုးကလက်ဝဲကျင်းပါတဲ့ system ကိုကမာကုန်အသားပေးတယ်အဲ့လိုမျိုး system ဖြစ်နေတော့ကျော်ကြီးကအဲ့ဒီမှာ10စုနှစ်နီးပါးတစ်ခုထိလေ့ကျင့်ပြီးတော့တခြားထိုးလာခဲ့တာကြာတိလားပွဲတရားလောက်ထိထိုးလာခဲ့ရဆိုတော့ဒါကြီးကအသားသေးနေတာကြာအုံတော့မသုံးတာတော့မဟုတ်ဘူးသူတို့လည်းသုံးတာပဲသုံးနိုင်တာပဲပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့သွားနေတဲ့ system ကိုကအုံတော့မသုံးတဲ့ system အုံတော့သုံးလို့မရတဲ့ system ဖြစ်နေတော့အဲ့လိုသားသေးသွားတာအကယ်၍ကြော်ကြီးလိုမျိုးကြိုးစားမှုရှိပြီးခံရက်ကောင်းတဲ့ fighter မျိုးသား fighter ဘဝအစကတည်းကစီးစနစ်ကြနဲ့ဒီအမပေးစနစ်အောက်မှာပေါ့နော်တေချာလေ့ကျင့်ထားနိုင်ခဲ့မယ်ဆိုရင်ကျော်ကြီးတကယ်ကိုဗျာကမ္ဘာအဆင့်ထိရောက်နိုင်တဲ့ fighter လို့ကျွန်တော်မြင်တယ်